ခေါင်းပုံမဖြတ်နဲ့အမြတ်ကြီးမစားနဲ့သူတစ်ပါးရဲ့မျက်ရည်နဲ့ဘဝကိုမတည်ဆောက်နဲ့သူများဘဝတွေကိုဖျက်ဆီးပြီးကိုယ့်ဘဝကိုတည်ဆောက်တာမျိုးကိုလုံးဝမလုပ်ပါဘူးလို့အဓိဋ္ဌာန်ပြုတာသူတို့အဲ့လိုအဓိဋ္ဌာန်ပြုထားရင်အဲ့ခွင့်ရေးတွေကရလာတယ်အဓိဋ္ဌာန်ပြုထားမှဒီခွင့်ရေးတွေကဘုံဘလောဗျာနဘူးတွေတူတွေတွေ့တယ်ဗျာဒီတစ်ခွက်တော့လုံးလိုက်ရင်ဒီပြီးတော့သက်သက်ချမ်းသာပြီဗျာမလုံနဲ့တော်မလွယ်ဘူးနော်တော်မလုံနိုင်အောင်ကြိုးစား integrity ပြန်စဉ်းစားကြည့်လိုက်ရင်ဂုဏ်သိက္ခာရှိနေရမယ် business ethics ရှိရမယ်ကိုကျင်တရားကောင်းမှလုပ်ငန်းကိုလုပ်ကြမယ်နောက်တစ်ခုပါပဲ simple living ဘဝကိုရိုးရိုးလေးဖြတ်သန်းပါအဝတ်အစားကိုရိုးရိုးရှင်းရှင်းလေးသပင်ထားတာရိုးရိုးရှင်းရှင်းလေးအသုံးဆောင်တွေကိုရိုးရိုးရှင်းရှင်းလေးရိုးရှင်းလေလူကခွန်အားဖို့ရှိတယ်စမ်းစမ်းပြပြခေဘောတွေအဆိုတော်တွေဒန်ဆာတွေဒီတရုတ်ရောဒီကိုရီးယားရောဒီအနောက်နိုင်ငံကသူတွေရောရုပ်ရှင်နှုတ်ပညာနဲ့အောင်မြင်တဲ့သူတွေစူးစိုက်လုပ်သွားတာတွေအများကြီးဘာဖြစ်လို့အစမ်းမထွင်နိုင်တော့လို့ဆန်းလိုက်တာအရှိကိုကြိုးနေတယ်ဆန်းတရားမရှိတော့တဲ့အခါသူတို့လူမလက်ခံတော့သူ stress တွေနဲ့ depression တွေနဲ့ suicide လုပ်သွားကြတာရိုးတဲ့သူကအဲ့လောက်ပင်ပန်းမှုဆန်းဆန်းပြပြလောက်ရတာ stress ရှိတယ်ကဲပွဲတစ်ခုသွားမယ်ဆိုနှကန်းဒီသိုးဖို့တွေအာနာမိတ်ကလိမ့်တာဘယ်နှထက်လောက်ထက်အောက်ကပါတိုနာသလားခံပြီးဘော3ထက်လောက်4ထက်လောက်ထက်ရတယ်လက်နှခါလေးလောက်မျိုးရှင်းမှုလေဟုတ်လားနှကန်းဒီဆိုရင်ရှေ့က line ချယ်ရီးဘေးထွက်တော့မှဆိုလို့ဘလောက်အလို့ရှုပ်အဲ့ဒီအတွက်အချိန်နေပေးလိုက်အဲ့အတွက်ဖြီးစည်းမှုတွေရှိစိတ်ဖြီးစည်းမှုတွေလှမလားဘယ်လိုမှငါကဲ့ရမလားမသိအဝတ်သားကြီးကပွားနေတယ်ကဲ့ရမရှိဘူးဘာညာအဲ့ဒီဆိုင်ရလူငါနောက်တစ်ခါပြဿနာရှာအောင်မဒီမှာအဝတ်ရင်ဟိုပြဿနာရှာထီးခုသွားမယ်ဒါရှင်မင်းတစ်ခါထွက်ပဲကြီးတလေချက်ဆိုအဲ့ဒါပြောတာအစင်ပဲမဖြစ်ဘူးပေါ့ရိုးရိုးရှင်းရှင်းလေးနေရင်လူကချမ်းသာလို့အတော်ပေါ်ပါတယ်ဘုံတို့ကောက်ထွက်သွားလိုက်ရှင်းရှင်းလေးမြတ်စွာဘုရားရှင်ကဘုန်းကြီးကိုပြောတယ်ဒါကြောင့်ကရုံတုံခိုင်းတာသပင်းရဲ့အပြည့်16ပါးရှိတယ်ဘုန်းကြီးလည်းဘုန်းကြီးတွေကေဖီးမှာပေါ့အားနေတာကိုဒီဘုန်းကြီးတွေကေတွေလျှောက်ထားနေမှာလားဘုရားရှင်လက်ထက်ကရှိတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကရုံရေးရမယ်စက်ကက်ကြီးတွေပါသုံးခွင့်မရှိဘူးအခု line တွေဖော်တယ်မလားဘုန်းကြီးတွေကသခဲ့တာရဲ့ဘုရားရှင်လက်ထက်ကအဲ့ဒါကြောင့် line တွေပါမဖော်ဘူးဆိုဝီနီးမှာပါတယ်ဟောနှာခေါင်းဝင်းမုံစိတ်မွေးတွေထားကြမထားဘူးဆိုဒီလိုပါလက်သေးရှည်တွေထားကြလက်သေးရှည်မထားဘူးဝီနီးမှာလက်သေးရှည်တော့ဘုန်းကြီးတစ်ပါးကိုမိမတယောက်ကကြိုက်တဲ့အခါကျတော့အဲ့ဒီမိမဒီဘုန်းကြီးကိုကြံတာပေါ့ကြမ်းများတဲ့အခါသူ့ကိုသူကုတ်ဖယ်ပြီးသူ့မတရားကျင့်ပါတယ်လို့ပြောဖះမဟုတ်မှန်းတော့သိတယ်အဲ့ဒါဘာလို့လက်သေးရှည်ထားလို့အေးမင်းတို့လက်သေးရှည်မထားနဲ့သပြီးသွားရောဟုတ်လားလက်သေးရှည်မထားတော့ကုတ်လို့ဖယ်လို့မရဘူးလေသူလှီတယ်လို့မရတော့ဘူးဖះရှင်အဲ့လိုမျိုးဘုန်းတော်ဝီနီးတွေဆိုတာသူတပည့်တွေကိုဥပဒေအရာကိုလုံခြုံရေးရှိအောင်လို့ဖះရှင်ပြညတ်တော့တာတိတ်လှတာပဲရိုးရိုးရှင်းရှင်းလင်းနေအဝတ်သားဆိုဗျံကြီးဗျာအဲ့ဒီဗျံကြီးမှာအန်ရရှိမှဆိုလို့ဆိုအပိုင်းပိုင်းဖြတ်ပြလိုက်အပိုင်းပိုင်းမဖြတ်ရင်ဒီအဝတ်ကြီးကိုအထည်ကြီးကိုတော့ရှားမတဲ့တခုတည်းဓမြတွေကတိုက်တယ်လေတင်ခဏခိုးလို့ကိုတုံးလုံးနေရတဲ့ဘုန်းကြီးတွေခဏကြော်အဲကြောင့်မြတ်စွာဘုရားရှင်သင်္ကန်းတွေကိုကွာဒီလိုအပြန်ကြီးပိတ်ဆိုင်ကြီးတိုင်းဆိုရင်တန်ဖိုးကြီးနေလိမ့်မယ်ဖြတ်ပြလိုက်ဆိုဘုန်းတော်သင်္ကန်းတွေကဒီမှာအတွင်းထဲမှာဖြတ်ထားစုပ်လိုက်ရင်တတောင်းတို့တထွားတို့အဲ့လောက်လေးတွေပဲရှိသွားတော့လေဆိုတော့ gain ဘာတန်ဖိုးရှိမအောင်အင်ကြီးလဲချိုးလို့မရဘောင်းမီလဲချိုးလို့မရဆိုဘယ်သူမှသိမဝင်သားတော့အဲ့ဒါ simple life simple living လှတယ်နော်ဘုရားရှင်ကသူ့ရဲ့သားသမီးတွေကိုဒီသာသနာ့ထဲမှာနေထိုင်တဲ့အခါရိုးရိုးလေးနေအနေရိုးရမယ်အမြင်ဆန်းရမယ်အမြင်ဆန်းကြဲမျောမြင်နိုင်သလောက်မြင်အမြင်ကျဲတိုင်းလောက်ကျဲအနေထိုင်ကြတော့ရိုးသားဖို့လို့လေအခုကအနေထိုင်မရိုးဘူးဗျအမြင်ကြတော့ကျင်းလိုက်တာမျက်ပေါက်ကျင်းတော့ကျင်းတယ်ဟုတ်လားအမြင်ရလေဒါကြောင့်အမြင်ကျဲရတယ်အမြင်ကျဲရတယ်အမျောမြင်ရှိရအနေရိုးမှဒါကြောင့်အောင်မြင်တဲ့သူဘုံတော့လျှောက်ပြောတာလေဘီဂိတ်တို့ကြည့်လိုက်အဝတ်စားစမ်းတယ်မရှိဘူးဟာလက်ပတ်နာရည်တွေထဲကြီးတွေမရှိဘူးဟုတ်လားဝါရဘဘတ်တို့ကြည့်လိုက်စမတ်ကြလေးနေတယ်ဇူကာဘတ်တို့သူ့အနေထိုင်ကိုယ့်ထက်တောင်ကိုလောက်တော့အင်ကြီးမပေါ်တော့ဘူးနော်ကိုလူတော့ကသူ့ထက်ပေါ်တော့တယ်လေဆိုကြတဲ့အဲ့ဒါကြောင့်သူချမ်းသာတယ်ဒါကြောင့်ဘုံတို့မြန်မာတွေရဲ့အင်ကြီးဝယ်သားလေပိုးရှင်းတယ်ဟောဘသို့ဆိုတော့ကောက်ဝယ်လိုက်မြန်မာတွေရဲ့ tradition အရဒီရိုးသားမှုယဉ်ကျေးမှုကိုအောင်စိုက်ထားတယ်ဂိုင်တာလေးသတိထားနောက်ဆုံးအနေနဲ့ပြောမယ် honesty is the best policy ရိုးသားခြင်းကုန်တသက်စားမကုန်အနေထိုင်ရိုးတာတက်လုံးချမ်းသာတော့တာရိုးသားခြင်းကိုတသက်စားမကုန်ဒါကြောင့်လူတွေကိုဆက်ဆံတဲ့အခါလဲရိုးသားဆက်ဆံအောင်မြင်မှုရည်ရည်ထိန်းချောင်းနိုင်မှုဟာရိုးသားဖို့လိုတယ်ရိုးရှင်းဖို့လိုတယ်ရိုးရှင်းတဲ့ဘဝနေထိုင်နေဟာအောင်မြင်မှုကိုအကြာကြီးထိန်းလို့ရတယ်ဒါကြောင့်အစမ်းအပြားတွေတော့လိုက်ရင်အောင်မြင်မှုကအကြာကြီးထင်လို့မရဆယ်စုနှစ်တစုအတွင်းမှာပဲပျက်စီးသွားတဲ့သူတွေကိုလေ့လာကြည့်ပါ
တို့ငယ်ကတော့ကြိုက်လိုက်ရတာ keyboard ဆိုရီ dancer တွေပဲအဲ့လူတွေသေးကုန်ပြီ10ရာခိုင်နှုန်းလောက်သေးကုန်ကြပြီစူးစိုက်လုပ်ပြီးသေးကြအဲ့လူတွေကြည့်တယ်ဘာလို့ဆိုတော့အနေမယိုးလို့ဒါကြောင့်အနေယိုးရင်ရေရှည်ခံတဲ့အောင်မြင်မှုရိုးရှင်းတဲ့ဘဝဟာရေရှည်ခံတဲ့အောင်မြင်မှုကိုရမှာပါဒါကြောင့်အနှစ်ချုပ်အနေနဲ့ဘုံပြောချင်တာက conclusion နဲ့ပြောရမယ်ဆိုရင်ဒီလေးချက်ပါလူတယောက်အောင်မြင်မှု sustainable ဖြစ်တဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုကိုရဖို့ဆိုရင်ဘာတွေတော့နံပါတ်1ဥဋ္ဌာဏတမ္ပရာထားကြလုံလရှိခြင်းဖြင့်အခွင့်အလမ်းတွေကိုရှာဖွေရမယ် opportunity အခွင့်အလမ်းဆိုတာလုံလဝရိယသူတွေရှိတဲ့သူတွေအတွက်ပဲအခွင့်အလမ်းဆိုတာလုံလဝရိယရှိတဲ့သူတွေဒီတော့ပဲเนาะလုံလဝရိယမရှိတဲ့သူတွေအတွက်အခွင့်အလမ်းရှိပါမလားအဲကြောင့်အခွင့်အလမ်းဆိုတာဘာလို့လုံလဝရိယရှိတဲ့သူတွေအတွက်ပဲလုံလဝရိယမရှိဘူးပြင်းနေတဲ့သူတွေအတွက်အခွင့်အလမ်းမရှိဘူးအဲ့ဒီအတွက်ဘုံဘုံတို့ကဘုံအမြဲတမ်းပြောတဲ့စကားတစ်ခုရှိတယ်အစင်သင့်ပြင်ထားအစင်သင့်ပြင်ထားဆိုလုံလဝရိယနဲ့အမြဲတမ်းအရေးရှိတဲ့သူတယောက်ဖြစ်အောင်တိဆောက်ထားကိုယ်အခွင့်အလမ်းပေးနေပြီအခွင့်အရေးပေးနေပြီကိုယ်ကအစင်သင့်မဖြစ်ဘူးဆိုတော့အဲ့ဒါဆုံးရှုံးသွားပြန်ပြီအဲ့ဒီနောက်တစ်ခါပြန်ပြီးတော့တပတ်ပြန်လဲဖို့ကမလွယ်ဘူးဟာအသက်ကကြီးသွားပါပြီကွာသွားပါပြီစိတ်ဓာတ်တွေကျသွားတယ်ဒါကြောင့်ဘုံတို့အမြဲတမ်းအစင်သင့်ပြင်ထားပညာရက်တွေအမြဲတမ်းသင်ထားတယ်အမြဲတမ်းလေ့ကျင့်ထားတယ်အမြဲတမ်းကိုယ့်ကို train yourself change your mind change your life ကိုယ့်ဘဝကိုပြောင်းလဲခြင်းကိုယ့်စိတ်ကိုပြောင်းလဲရမှာပဲဒါကြောင့်အမြဲတမ်းအစင်သင့်ပြင်ထားဥဋ္ဌာဏတမ္ပရာလုံလဝရိယရှိခြင်းဖြင့်အခွင့်အလမ်းကိုရှာဖွေပါအခွင့်အလမ်းဆိုတာလုံလဝရိယရှိတဲ့သူတွေအတွက်ပါပဲနောက်တစ်ခုအာရခတမ္ပရာထိမ့်သိမ်းစောက်ရှောက်ခြင်းအပြင်ရရှိတဲ့ဟာတွေကို sustainable development ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်အာရခတမ္ပရာအရေးကြီးပါလေနောက်တစ်ခုကလျာဏမိတ်တတာအောင်မြင်မှုကိုဝန်းရံပါအောင်မြင်မှုကိုလုံးခြုံအောင်မြင်ဖို့လိုတယ် secure ဖြစ်ဖို့လိုတယ်ဒီနေ့ဘုန်းတော် security တွေလေလောက်ထားလဲဖုန်းတွေဆိုလဲ password တွေကွန်ပျူတာတွေလဲ password တွေ lab တွေရော face scanner တွေရောဆိုမယ်သို့တော့မိတ်ဆွေမရှိရင်ဘာမှမလုပ်ချုံဒါကြောင့်ဘုန်းတော်အခုအောင်မြင်မှုအကြည့်လုပ်ငန်းအကြီးတဲ့အခါကျတော့နောက်ဘာပြန်မွေးရမလဲဆိုတော့အဲ့ဒီလုပ်ငန်းတွေမှာကိုယ်ပြဿနာရှာမဲ့ဟာတွေ hacker တွေပြန်မွေးရ hacker တွေနဲ့ကိုယ်လုပ်ငန်းကို hack ခံဖြက်စီးခံတိုက်ခံအဲ့တော့ကိုကဘယ်လောက်ကြန့်ခိုင်လဲဟောအပြူရောအဖြက်ရောနှစ်ယောက်လုံးမွေးရမှာအဲ့ရှာဖြတ်တဲ့သူကိုတက်မွေးရအဲ့ဖြတ်တဲ့သူကိုမွေးပြီးသူမဖြတ်နိုင်ဘူးဆိုတော့လုံခြုံတယ်ဖြတ်နိုင်ပြီဆိုရင်လုံခြုံရေးကိုတစ်ဆင့်မြင့် privacy ကိုဘုန်းတို့ဒီလောက်ထိစဉ်းစားထားလုပ်ငန်းရေရှည်ကြာခြင်းလဲအဲ့ဒီအတွက်ကောတော့ပြင်ဆင်ရလိမ့်မယ်ဒါကြောင့်မိတ်ဆွေကောင်းတဲ့ခြံရံတတ်တာဟာလုံခြုံရေးအတွက်အရေးကြီးဆုံးကလျာဏမိတ်တာနဲ့အောင်မြင်မှုကိုဝင်ရမယ်ရေရှည်လုံခြုံရေးကိုထည့်သွင်းပြီးတော့စဉ်းစားထားရမယ်။ဂိုင်းတောင်ဆုံးတစ်ခုကသမဇီဝိတတာမြတ်တော့နေခြင်းအပြင်ဘဝကိုအတိပ္ပယ်ရှိစွာတည်တည်ငြိမ်ငြိမ်ဖြတ်သန်းဖို့လိုပါတယ်။ဘဝရဲ့အောင်မြင်မှုဆိုတာဘလောက်တည်တည်ငြိမ်နေနိုင်လဲဆိုတဲ့ပုံမှာမူတည်ပါတယ်။အဲ့ဒါလိုရင်းပါပဲနော်။ဘဝရဲ့အောင်မြင်မှုကဘာနဲ့တိုင်းတာလဲဘလောက်တည်ငြိမ်လဲဟုတ်လား။တချို့အောင်မြင်တယ်လေအောင်မြင်မှုဓမ္မခံနိုင်ပျက်စီးသွားတယ်လေတချို့ကြာရှုံးတယ်လေကြာရှုံးတဲ့ပုံမှာဓမ္မခံနိုင်လို့နလန်မထူဘူးလေဘဝအောင်မြင်မဲ့သူတွေဆိုတာကဘယ်လိုအခြေအနေအစိုးကောင်းမဲ့နေသူ့ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေတည်တည်ငြိမ်ငြိမ်လေးဖြတ်သန်းနေတယ်အောင်မြင်လာလို့လည်းမော်ကြောသတာမရှိဘူးကြာဆုံးနေလို့လည်းစိတ်တက်ကြပြီးလက်မိုင်ချနေတာမရှိဘူးပုံမှန်သူသွားနေလှုပ်ရှားရှားလှုပ်တဲ့ကြိုးစားတယ်ဘလို့ပျော်စရာကောင်းလဲဘုံစဉ်းစားကြည့်လာတယ်စိတ်ကပျော်နေတာဒါကြောင့်ဘုံဒီသင်္ကန်းသားရဲ့ခေါင်းစဉ်မှာဘုံပြောခဲ့တယ်ဘာလို့ what and happiness လူတစ်ယောက်ရဲ့အောင်မြင်ဖို့နဲ့ပျော်ရွှင်ဖို့အောင်မြင်တယ်မပျော်ရွှင်မှုဆိုရင်ဘဝအောင်မြင်တယ်လို့ပြောလို့မရဘူးပျော်ရွှင်တယ်တို့တော့အောင်မြင်တဲ့အခြေအနေမရှိဘူးဆို